ရတနာနင်ကြောင်းပေးရကြရင်ငါတို့တနေရာသွားရအောင်ဗျာ သွားမယ်လေ မသွားချင် ပန်းချန်သွားမယ်ပန်းချန် အဲ့ဒါပဲလားကျင်ရသေးရလေဟာ ပန်းချန်နဲ့ပြန်ပြီးတော့အဲ့ဆိုဝင်လို့ရသေးရဲ့ရောက်ရှင်သွားမယ်နော် လို့ရှင်အေးဒီနေ့တင်တဲ့ကားလေးငါလည်းကြည့်နေတာသွားမယ်လေ အေးရမင်းကညမဘာလို့လဲစကားပြောနေ ကိုသားနဲ့ဗျာဘယ်နဲ့ရောက်လာတော့ ဘယ်ကနေဘယ်ရလာမလို့နဲ့ဘာလို့ငါညီမ ချင်းချင်းနေဗျာတခါလေးပဲကျွန်တော်နဲ့တခါလေး ချင်းနေလဲ ကိုတို့အဲ့လိုမလုပ်ရ ဟာလာများနေတော့မင်းငါညီမကြည့်ရကြားနေ ပြီးတော့ကို ပြောချင်လို့ကြည့်ရင်တငယ်ချင်းမလို့ ကိုထွန်းနဲ့ကျွန်တော်လည်းတငယ်ချင်းမလေးအဲ့ကိုထွန်းကခုမှဘာကြီးထား တငယ်ချင်းကတငယ်ချင်းညီမရောက် ကဲပါဗျာကိုထွန်းရောဆိုင်လေးပါလေးထိုင်ရအောင် အေးငါပတ်စံမဲ့တဲ့ကောင်မဟုတ်ရ လို့ပါကိုထွန်းရောနော်ဆိုင်လေးပါလေးတော့ထိုင်လိုက်ပါအောင်ဗျာ ရပတ်စံမဲ့တာမဟုတ်ရ ဟာကိုထွန်းလည်းပြောရခက်လိုက်တာဗျာလို့ပါနော်ဆိုင်လေးပါလေးထိုင်လိုက်ပါအောင်မယ်ကောင်မလေးလည်းအများရှိရတော့ကိုထွန်းနော် ဟုတ်လား ဟုတ်တယ် ထားနေတော့ငါ ကဲဗျာကိုထွန်းရောကုန်ပြီတော့လိုက်နော်မိုးချုံနေပြီချင်းမြောက် ခဏလေးပြောပြီးပြန်တော့ စိတ်ချပါ နောက်တစ်ခါမရအောင်တော့ရ ဟာကိုထွန်းလည်းတော်ကိုထွန်းတော်လိုက်အဆူဒီကိုရံကဖားနေနော်